ရှေ့လေပိုင်းနိုင်ငံများအနေနဲ့နေတိုးလိုစစ်ဘက်မဟာမိတ်အဖွဲ့တစ်ခုဖွဲ့စည်းကြဖို့အတွက်အစ္စလာမစ်ခေါင်းဆောင်များကတိုက်တွန်းနေပါတယ်။ဒိုဟာမြို့ကိုအစ္စရေးကတိုက်ခတ်ခဲ့ပြီးတဲ့နောက်အာရပ်နဲ့အစ္စလာမစ်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေကနေတိုးလိုစစ်ဘက်မဟာမိတ်အဖွဲ့ဖွဲ့စည်းကြဖို့တွန်းအားပေးရရှိပါတယ်။မကြာသေးခင်ကအစ္စရေးရဲ့တိုက်ခိုက်မှုဟာကာတာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်ခြင်းဖြစ်တယ်လို့ကြည်ကြဲပြန့်ပြန့်ရှုတ်ချခံခဲ့ရပြီးတဲ့နောက်မှာအာရပ်နဲ့အစ္စလာမစ်နိုင်ငံတွေရဲ့ခေါင်းဆောင်တွေဟာအစ္စရေးကိုတုံ့ပြန်ဖို့အရေးပေါ်ထိပ်သီးစည်းဝေးတစ်ခုကိုဒိုဟာမြို့မှာစောတလင်ပဲပြုလုပ်ခဲ့ကြပါတယ်။ဂါဇာစစ်ပွဲမှာအောက်တိုဘာ2023ကနေယခုအချိန်ထိလူပေါင်း64,800ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။ဆိုပါထိပ်သီးစည်းဝေးမှာပါဝင်ခဲ့တဲ့ခေါင်းဆောင်တွေဟာဂါဇာမှာဖြစ်ခဲ့တဲ့ကြာဆုံးမှုတွေနဲ့ကာတာထိတိုက်ခိုက်မှုများလှုပ်ဆောင်ခံလာရခြင်းဟာစုပေါင်းလုံခြုံရေးအတွက်အစီအမံများရေးကြီးလိုအပ်နေကြောင်းကိုမိမောင်းထုတ်ပြနေတယ်လို့ပြောကြားခဲ့ကြပါတယ်။အီရတ်နိုင်ငံဝန်ကြီးချုပ်မူဟာမက်ရှီယာအယ်ဆူဒာနီကလည်းအစ္စလာမစ်စစ်ဘက်မဟာမိတ်ဖွဲ့စည်းတစ်ခုတည်ထောင်ပြီးမကြာခင်ကဂါဇာနဲ့ကာတာမှာဖြစ်ခဲ့တဲ့အစ္စရေးရဲ့လုပ်ရပ်တွေကိုပူးပေါင်းတုံ့ပြန်မှုပြုလုပ်ဖို့လိုတယ်လို့ဆိုပါတယ်။ဆူဒာနီကဟာမတ်စ်အဖွဲ့ဝင်9ယောက်နဲ့ကာတာလုံခြုံရေးအရာရှိ1ယောက်တည်ဆုံစေခဲ့တဲ့ဒိုဟာမြို့တော်ကိုပြစ်မှတ်ထားတဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုဟာနိုင်ငံတကာဥပဒေကိုအံ့အားသင့်ဖွယ်ချိုးဖောက်မှုတစ်ခုဖြစ်ပြီးအစ္စရေးဟာဒေသတစ်ခုလုံးရဲ့လုံခြုံရေးကိုချင်းချောက်နေတယ်ဆိုတာသတိချပ်ဖို့လိုတယ်လို့အယ်ဂျာဇီယာသတင်းဌာနကိုပြောကြားခဲ့ပါတယ်။အစ္စရေးရဲ့တိုက်ခိုက်မှုကိုလက်တုံ့ပြန်တဲ့အနေနဲ့အီရန်နဲ့အီဂျစ်တို့ဟာဆိုပါစစ်မဟာမိတ်အဖွဲ့ကိုဖွဲ့စည်းရန်ဦးဆောင်ရရှိပါတယ်။အီဂျစ်က၎င်းတို့အနေနဲ့တပ်ဖွဲ့ဝင်2000ပတ်မှုပေးနိုင်ကြောင်းနဲ့ဌာနချုပ်ကိုကိုင်ရိုမှာထားရှိဖို့လည်းအဆိုပြုခဲ့ပါတယ်။ဆိုပါဖွဲ့စည်းကိုထောက်ခံသူများအတွက်ယုံကြည်စိတ်ချရတဲ့ကာကွယ်တားဆီးမှုတစ်ခုကိုပေးနိုင်ပြီးပြင်ပအင်အားကြီးနိုင်ငံများပေါ်မိခွန်ရမှုကိုကျော်နေစေပြီးအာရပ်နဲ့အစ္စလာမစ်နိုင်ငံများကိုယခုလိုမျိုးအကြက်တဲတွေမှာလျင်မြန်စွာတုံ့ပြန်လှုပ်ဆောင်နိုင်စွာရှိစေမယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဖွဲ့စည်းတစ်ခုဖန်တီးဖို့လိုအပ်တဲ့ငွေကြေးအမိန့်ပေးစနစ်နဲ့တပ်ဖွဲ့ဝင်များဖြန့်ကျက်ချထားမှုဆိုင်ရာသဘောထားကွဲလွဲမှုတွေကြောင့်ရခိုင်ကကြိုးပမ်းခဲ့မှုတဲ့ဖွဲ့စည်းများပြိုကွဲခဲ့မှုတဲ့တာရကတွေလည်းရှိပါတယ်။အီဂျစ်အီရန်နဲ့အီရတ်တို့ရဲ့ဥဆောင်နေမှုကြောင့်ဆယ်စုနှစ်များအတွင်းအာရပ်အစ္စလာမစ်ကမ္ဘာမှာလုံခြုံရေးဆိုင်ရာစီမံကိန်းတွေဟာအရှိန်အဟုန်ကောင်းမွန်လာခဲ့ပါတယ်။သို့ပေမဲ့လည်းဒီစီစဉ်တွေအမှန်တကယ်အကောင့်တွေပေါ်လာနိုင်မှုကတော့နက်ရှိုင်းတဲ့နိုင်ငံရေးနဲ့စီးရေးကွဲပြားမှုကိုကျော်လွှားနိုင်ရဲ့ပုံမှာမူတည်နေပါတယ်။စီးရေးမဟာမိတ်အဖွဲ့တစ်ခုဖွဲ့စည်းဖို့အဆိုပြုနေတဲ့ဒီစီစဉ်ဟာအစ္စရေးကိုထောက်ပံ့နေတဲ့အမေရိကန်ဆိုရနဲ့လည်းတင်းမာမှုတွေဖြစ်လာနိုင်ပါတယ်။အကယ်၍အထမြောက်ခဲ့ရင်လည်းဒေတာတွင်းနိုင်ငံရေးဩဇာစီးဆင်းမှုဟာလည်းပုံသဏ္ဍာန်ပြောင်းလဲသွားနိုင်ပြီးအရှိအလဲပိုင်းမှာလုံခြုံရေးအာမခံပေးနေတဲ့အမေရိကန်ရဲ့အရေးပါမှုကိုပါဆင်ခေါ်လာနိုင်ပါတယ်။၎င်းစည်းဝေးမှာတိကျတဲ့သဘောတူညီချက်မရရှိခဲ့ပေမဲ့လည်းလက်ရှိအခြေအနေကိုတော့လက်ခံနိုင်စရာမရှိတော့ကြောင်းသဘောထားတူညီမှုတွေရှိနေကြတယ်ဆိုတာကိုတော့ဖော်ပြနေပြီး OIC နိုင်ငံ58နိုင်ငံရဲ့ခိုင်မာတဲ့စီးရေးပူးပေါင်းဆောင်ရွက်မှုအတွက်ညီညွတ်မှုတစ်ခုကိုတည်ဆောက်နိုင်မလားဆိုတာကိုတော့ဆက်လက်ဆောင်ကြည့်အောင်မှာပဲဖြစ်ပါတယ်